ဒီခြေပွားမှာခြေချောင်း10ချောင်းရှိသလိုပဲဥရောပနိုင်ငံအစမှာ10နိုင်ငံအဖြစ်ပထမအဆုံးပေါက်ပွားလာခဲ့တယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြပေးပါမယ်ဂျူလီယက်စီဇာလက်ထက်မှာရောမအင်ပါယာရဲ့နယ်နိမိတ်ကမြောက်ပိုင်းမှာဒနူဘီမြစ်နဲ့ရိုင်းမြစ်ရှိတယ်။ရိုင်းမြစ်ရဲ့ရှေ့ပိုင်းမှာဂျာမန်လူရိုင်းတွေအများကြီးရှိတယ်။ဂျာမန်လူရိုင်းတွေကိုဂျူလီယက်စီဇာကဂျာမန်နီယာလို့ခေါ်တယ်။ပြီးတော့ရောမတွေကလူရိုင်းတွေကို barbarians လူရိုင်းတွေလို့ခေါ်ကြတယ်။ဂျာမန်လူရိုင်းမျိုးစုတွေကအများကြီးရှိတယ်။အဲ့ထဲမှာနာမည်ကြီးတဲ့သူတွေကတော့ Angles, Jutes, Saxons, Thuringians, Vandals, Suevi, Bulgarians, Franks, Alemanni, Visigoths, Ostrogoths, Gepids, Caroline, Lombards နဲ့တခြားလူရိုင်းတွေအများကြီးပါဝင်ခဲ့ကြတယ်။ဒီလူရိုင်းတွေကအများကြီးရှိတယ်။ဒါပေမဲ့ရောမတွေကို10ခုပဲကျူးကျော်လာပြီးတော့10နိုင်ငံပေါက်ဖွားမယ်လို့စောရီတွေကဒိုင်လအနာဂတ်ကျန်နေမှာဟောကိန်းကိုထုတ်ခဲ့တာဖြစ်တယ်။ဒီလူရိုင်းတွေကရောမအင်ပါယာတွေကို10စုနှစ်ထက်မကကျူးကျော်ခဲ့ကြတယ်။ဒါပေမဲ့ရောမအေဂရစ်တွေကဒီလူရိုင်းတွေရဲ့ကျူးကျော်မှုကိုထိန်းထားနိုင်ခဲ့တယ်။ဒါပေမဲ့ Constantine the Great လက်ထက်ရောက်သွားတဲ့အခါမှာရောမအင်ပါယာရဲ့မြို့တော်ကိုအနောက်ဘက်ကနေအရှေ့ဘက်ကိုပြောင်းရွှေ့လိုက်တဲ့အတွက်ကြောင့်အနောက်ဘက်ကတဖိဖိအားနည်းလာတယ်။ဒီလိုနဲ့ Constantine the Great ကသားတွေလက်ထက်ရောက်တဲ့အခါမှာအားနည်းလာတဲ့အနောက်ရောမကိုဂျာမန်လူရိုင်းတွေကပထမအဦးဆုံးကျူးကျော်လာတယ်။351 AD မှာဂျာမန်လူရိုင်း2ခုပဲကျူးကျော်ခဲ့တာ။ဒါပေမဲ့380 AD မှာတရုတ်ပြည်ဘက်ကနေလာတဲ့ဟန်လူမျိုးစစ်တပ်ကြီးအကြီးကဂျာမန်လူရိုင်းတွေတဲကိုတဟုန်တိုးဝင်လာတဲ့အခါမှာတော့ဂျာမန်လူရိုင်းတွေထဲမှာ8ခုကရောမအင်ပါယာကိုကျူးကျော်ဝင်ရောက်လာပြီးတော့ရောမအင်ပါယာကတန်နဲ့တရုတ်ရောနေတဲ့10နိုင်ငံအဖြစ်ဥရောပနိုင်ငံအဖြစ်ပေါက်ဖွားလာခဲ့တာဖြစ်တယ်။ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးအသေးစိတ်ကြည့်ရှုပါမယ်351 AD မှာ France လို့ခေါ်တဲ့ဂျာမန်လူရိုင်းနဲ့ Alani လို့ခေါ်တဲ့ဂျာမန်လူရိုင်းက Rhine မြစ်ကြီးဆိုတဲ့အရင်အေးခဲနေတဲ့မြစ်ကိုဖြတ်ကျော်ပြီးတော့ရောမအင်ပါယာတွေကိုစတင်ပြီးဝင်ရောက်လာခဲ့တယ်။ Alani ကကျတော့ Main မြစ်နဲ့ Lake of Constance လို့ခေါ်တဲ့ရေကန်ကြားထဲမှာရှိ Aqueduct ဆိုတဲ့ဒေသမှာပထမအဦးဆုံးအခြေချခဲ့တယ်။နောက်ပိုင်းမှာတော့ Alsace of Lorraine ဆိုတဲ့ဒေသကိုဆက်လက်ပြီးတော့ဖြန့်ကျက်ခဲ့ပြီးတော့455 AD မှာ Sion ဆိုတဲ့မြို့အထိကိုဆက်လက်ပြီးတော့ကျယ်ပြန့်ခဲ့တယ်။ France ဆိုတဲ့ဂျာမန်လူရိုင်းတွေကဂေါပြည်ကိုရောက်ရှိလာပြီးတော့စုံးနဲ့ဆင်းမြို့အထိကိုနောက်ပိုင်းမှာကျယ်ပြန့်ခဲ့တယ်။ဒီလိုနဲ့455 AD မှာ France နဲ့ Alani ကသူတို့ရဲ့နေရာအခြေတကျရရှိခဲ့တယ်။ဒီ France နဲ့ Alani ကပထမဦးဆုံး France နဲ့ Germany ပြင်သစ်နဲ့ Germany နိုင်ငံပေါ်ပေါက်လာတဲ့လူမျိုးအစအဦးပဲဖြစ်တယ်။380 AD မှာတရုတ်ပြည်ဘက်ကနေ Ardila ဆိုတဲ့ခေါင်းဆောင်ဦးဆောင်တဲ့ဟန်လူမျိုးစစ်တပ်ကြီးကဂျာမန်လူရိုင်းတွေရှိတဲ့အအုပ်အချင်းတွေကိုဝင်ရောက်လာတယ်။ဟန်လူမျိုးတွေကမြင်းစီးပြီးမြှားပစ်တာတအားကျွမ်းကျင်တယ်။သူတို့ရဲ့စစ်ဗျူဟာတွေကလည်းတအားကောင်းတယ်။ဒါကြောင့်ဂျာမန်လူရိုင်းတွေကသူတို့ကိုမခုခံနိုင်ဘူးမခံမရက်နိုင်ဘူး။ဒါကြောင့်မို့ဂျာမန်လူရိုင်းစတက်တွေတော်တော်များများကရောမရဲ့မြောက်ပိုင်းမှာဆက်လက်မတည်ရှိနိုင်တော့ဘဲနဲ့ရောမအထက်ကိုဝင်လာတဲ့အထိတဖြည်းဖြည်းအစုလိုက်အပြုံလိုက်ဝင်လာတဲ့အထိဖြစ်လာတယ်။ဒီလိုမျိုးဟန်လူမျိုးတွေကျူးကျော်ဝင်ရောက်လာတဲ့အခါမှာ Ostrogoths ဆိုတဲ့အရှေ့ဂေါလူရိုင်းတွေကို Visigoths ဆိုတဲ့အနောက်ဂေါလူရိုင်းတွေရှိတဲ့နေရာကိုတဖြည်းဖြည်းတိုးဝေသွားသလိုဖြစ်ပြီးတော့Ostrogoths နဲ့ Visigoths လူရိုင်းနှစ်မျိုးလုံးကဒနူဘီဆိုတဲ့ရောမမြစ်ကြီးကိုဖျက်ကျော်ပြီးတော့ရောမရဲ့နယ်နိမိတ်ထဲကိုဝင်လာခဲ့တယ်။ဒီ Visigoths ဆိုတဲ့လူရိုင်းတွေကအရှေ့ရောမအင်ပါယာကညှဉ်းပန်းနှိပ်စက်တဲ့ခက်ထန်တဲ့ဆက်ဆံမှုအကြာကြီးခံပြီးသွားတဲ့အခါမှာဒီ Visigoths မှာဘုရင်တစ်ပါး395 AD မှာပေါ်ပေါက်လာတယ်။သူ့ရဲ့နာမည်ကကျတော့ Alaric လို့ခေါ်တယ်။သူ့ရဲ့လူမျိုးတွေအကုန်လုံးကိုဥဆောင်ပြီးတော့ Pannonia ဆိုတဲ့ဒေသကို396 AD မှာသွားခဲ့တယ်။ Pannonia နေမှာ10မီလန်မြို့ကို408 AD မှာသွားခဲ့ပြီးတော့မီလန်မြို့ကနေရောမမြို့ကိုရောက်ရှိလာတဲ့အခါမှာရောမမြို့ကို410 AD မှာဖျက်ဆီးလိုက်တယ်။ပြီးတော့ရောမမြို့ကနေမှတောင်ပိုင်းဂေါပြည်ဘက်ကိုဆက်လက်ပြီးတော့ပြောင်းရွှေ့ခဲ့ကြတယ်။နောက်ပိုင်းမှာ466 AD မှာစပိန်ကိုရောက်ရှိလာပြီးတော့စပိန်မှာနေရာအတည်တကျချလိုက်တယ်။ဒါကြောင့်မို့စပိန်လူမျိုးတွေကအစကတော့ Visigoths ဖြစ်ပြီးတော့466မှာစတင်ခဲ့တာဖြစ်တယ်။နောက်ထပ်ဂျာမန်လူရိုင်းလေးမျိုးဖြစ်တဲ့ Bulgarians, Alani, Suevi နဲ့ Vandals ဒီလေးမျိုးကယာယီပူးပေါင်းပြီးတော့406 AD မှာရောမရဲ့ Rhine မြစ်ကိုဖျက်ကျော်ပြီးတော့ရောမအနောက်ပိုင်းတွေကိုဝင်ရောက်လာခဲ့တယ်။ဒါကရောမအင်ပါယာကြီးပြိုကွဲခြင်းအစဖြစ်တယ်လို့လည်းသတ်မှတ်ထားနိုင်တယ်။ Bulgarians ကBurgundy ဆိုတဲ့ဒေသကို420 AD မှာအခြေချနေထိုင်ခဲ့ပြီးတော့443နဲ့486 AD မှာဆွစ်ဇာလန်နိုင်ငံအနောက်ဘက်ရိုးမြစ်ဝမ်းဒေသတစ်လျှောက်မှာရှိတဲ့တောင်ကြားဒေသတစ်လျှောက်မှာပြန့်နှံ့နေထိုင်ခဲ့ကြတယ်။ဒါကြောင့်486 AD ကဆွစ်ဇာလန်နိုင်ငံ၏စတင်ဖြစ်ပေါ်လာတဲ့သမိုင်း Burgundians တို့ရဲ့အစသမိုင်းလို့လည်းခေါ်ဆိုနိုင်တယ်။ဒါကြောင့်နောက်ထပ်လူရိုင်း၃မျိုးဖြစ်တဲ့ Alani, Suevi, Vandals တို့က409 AD မှာစပိန်ပြည်ဘက်ကိုရွှေ့ပြောင်းလာတယ်။ဒါပေမဲ့410 AD မှာဂေါပြည်ဘက်ကိုပြောင်းရွှေ့လာတဲ့ Visigoths ကကျူးကျော်လာပြီးတော့ Alani နဲ့စစ်ပွဲဖြစ်ကြတယ်။ဒီလိုနဲ့418မှာ Alani ရဲ့ခေါင်းဆောင် Adas က Visigoths ရဲ့လက်ချက်ကြောင့်တည်သွားတယ်။ဒါကြောင့်မလို့ Alani ကသူတို့ရဲ့ခေါင်းဆောင်နေရာကို Vandals ရဲ့ခေါင်းဆောင် Genseric ကိုအနှံခဲ့ကြတယ်။ဒီလိုနဲ့ Alani က Vandals နဲ့ပူးပေါင်းပြီးတော့တမျိုးတည်းဖြစ်သွားတယ်။ဒါအပြင် Suevi ကလည်း Visigoths ရဲ့လက်ချက်ကြောင့် Galicia ဒေသကိုထွက်ပြေးခဲ့ရတယ်။ Suevi ဆိုတဲ့လူရိုင်းတွေကိုကြည့်မယ်ဆိုရင်သူတို့ကဂျာမန်လူရိုင်း၃မျိုးပေါင်းဆက်ထားတာဖြစ်တယ်။ Quadi ရဲ့ Buri ရဲ့ Marcomanni ရဲ့၃မျိုးဖြစ်တယ်။ဒီလိုနဲ့466 AD မှာ Portuguese ဒေသတစ်လျှောက်မှာပြန့်နှံ့နေထိုင်ခဲ့ပြီးတော့ Portuguese နိုင်ငံရဲ့တမိုင်းစတင်လာတဲ့ရာဇဝင်လည်းဖြစ်တယ်။နောက်တစ်ခုက Visigoths တွေကစပိန်ကိုတဖိဖိကျူးကျော်လာတဲ့အခါမှာ Vandals
Ventos ကဒီစပိန်ကနေမှတစ်ဆင့်ထွက်ပြေးပြီးတော့ Gibraltar ရေလက်ကြားဒေသနေမှာတစ်ဆင့်အာဖရိကကို429 AD မှာရောက်ရှိခဲ့တယ်439 AD မှာ Carthage မြို့ကိုပြန်နှံခဲ့တယ်ဒါအပြင်ရောမစစ်တပ်က409 AD မှာခုနက Bulgarians, Alani, Suevi, Vendos တွေဂျာမန်လူရိုင်းလေးခုကအနောက်ရောမကိုကျူးကျော်လာတဲ့အခါမှာဒီလူရိုင်းတွေကိုခုခံဖို့ဆိုပြီးတော့ British မှာရှိတဲ့ရောမစစ်တပ်ကို409 AD မှာတပ်ကိုပြန်ဆုတ်ပြီးတော့ဒီဂျာမန်လူရိုင်းတွေကိုခုခံဖို့စစ်တပ်ကိုပြန်ခေါ်ခဲ့တယ်ဒါပေမဲ့ခုခံနိုင်ခြင်းမရှိတဲ့အပြင် British နိုင်ငံအတွက်ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေတစ်ခုဖြစ်ခဲ့တယ်ရောမစစ်တပ်မရှိတော့တဲ့အခါမှာ British တွေကိုသူ့ရဲ့အပေါ်မှာရှိတဲ့ Picts နဲ့သူ့ရဲ့အနောက်မှာရှိတဲ့ Scots လူမျိုးတွေကလာရောက်တိုက်ခိုက်ကြတယ်ဒါကြောင့်မလို့ British လူရိုင်းတွေကအရန်ကြောက်တဲ့အခါမှာဂျာမန်လူရိုင်းဖြစ်တဲ့ Saxons ကိုအကူအညီထောင်းတယ်မင်းတို့ငါတို့ကိုလာပြီးတော့ကူညီပေးမယ်ဆိုလို့ရှိရင်မင်းတို့ကိုအရှိတောင်ပိုင်းဒေသကိုပေးမယ်မြေရတအားကောင်းတယ်ဆိုပြီးတော့သူတို့ကအကူအညီတောင်းတဲ့အခါမှာ Saxons တွေအများကြီးက British ကိုကူညီဖို့ရောက်လာတယ်ကူညီပြီးတော့တိုက်ခိုက်ပေးရင်းနဲ့ Saxons တွေကလည်းတခြားဂျာမန်လူရိုင်းတွေဖြစ်တဲ့ Denmark မှာရှိတဲ့ Angles နဲ့ Jutes တွေကိုလည်းအကူအညီတောင်းတယ်လို့ပြင်သစ်မှာရှိတဲ့ Francia တို့ကိုလည်းအကူအညီတောင်းပြီးတော့ဒီလူရိုင်းတွေက Saxons နဲ့ပေါင်းပြီးတော့ Picts နဲ့ Scots ကိုတိုက်ခိုက်ပေးကြတယ်ဒါပေမဲ့ British ကိုကူညီပြီးတိုက်ခိုက်ပေးပြီးတဲ့အချိန်မှာ Angles နဲ့ Saxons တွေလူရိုင်းတွေကပေါင်းပြီးတော့ British ကိုပြန်တိုက်တယ်တိုက်ရင်းနဲ့ British ကအနောက်တောင်ပိုင်း Wales ဆိုတဲ့ဒေသကိုထွက်ပြေးခဲ့တယ်ဒီလိုနဲ့ Angles နဲ့ Saxons နှစ်ခုပေါင်းမိသွားတဲ့အခါမှာဒီမြေကြီးကိုဒီနိုင်ငံကို Anglo-Saxon ဆိုတော့ပထမဆုံးခေါ်ဆိုခဲ့ကြတယ် Angles တွေနေထိုင်ခဲ့တဲ့မြေမလို့ Angles land လို့ခေါ်ဆိုခဲ့ပြီးတော့နောက်ပိုင်းမှာ England လို့ခေါ်ဆိုခဲ့တယ်ဒီလိုနဲ့449 AD မှာ England နိုင်ငံသမိုင်းစတင်ခဲ့တာဖြစ်တယ်နောက်ထပ်၄နှစ်ကြာတဲ့အခါမှာ453 AD မှာဂျာမန်လူရိုင်းတို့ရဲ့ဘုရင် Attila က Burgundians ကမင်းသမီးနဲ့ညားတဲ့မင်္ဂလာဦးညမှာပဲအစိတ်ခတ်သက်ခြင်းခံရတော်၎င်းရုတ်တရက်သွေးယူစီးမှုကြောင့်တော်၎င်းသူကတည်သွားပြီးတဲ့အခါမှာအချုပ်ချာအာဏာမရှိတော့တဲ့အတွက်ဟန်လူမျိုးတွေကလည်းရုရှားနိုင်ငံတောင်ပိုင်းစိမ့်လန်းတဲ့အရက်မှာပဲလူမျိုးကပျောက်ကွယ်သွားပြီးတော့သူတို့ရဲ့အုပ်ချုပ်ခံလက်အောက်မှာရှိတဲ့ဂျာမန်လူရိုင်းတွေကလည်းလွတ်လပ်ရေးကိုရရှိသွားတယ်ဒီလိုနဲ့ Ostrogoth တဲ့453 AD မှာ Rhine မြစ်ကိုဖျက်ကျော်ပြီးတော့ရောမရဲ့နယ်နိမိတ်ဖြစ်တဲ့ Pannonia ကိုကျူးကျော်ပြီးတော့ Pannonia မှာအခြေချခဲ့တယ် Lombard State ကလည်း Rhine မြစ်ကိုဖျက်ကျော်ပြီးတော့ရောမရဲ့ပိုင်တဲ့ Noricum State တွေမှာအခြေချနေထိုင်ခဲ့ကြတယ် Floricians တွေကျတော့ရောမ Empire တွေကိုကျူးကျော်လာခြင်းမပြုဘဲနဲ့လွတ်လပ်နေတဲ့ဂျာမန်လူရိုင်းတွေရဲ့မြေနေရာမှာသူတို့ကဆက်လက်ပြီးတော့အခြေချနေထိုင်ခဲ့ကြတယ်နောက်တစ်ခုက Gepis ဆိုတဲ့လူရိုင်းတွေကကျတော့ Ava ဆိုတဲ့ဂျာမန်လူရိုင်းတွေဖျက်ဆီးခြင်းအပြင်ကွဲပြောက်သွားပြီးတော့ Rhegians ဆိုတဲ့ဂျာမန်လူရိုင်းတွေကလည်းရောမအပြင်ပိုင်းမှာပဲအခြေချပြီးနေထိုင်ခဲ့ကြတယ်480မှာ9 AD မှာဂျာမန်လူရိုင်း Heruline တို့ရဲ့ခေါင်းဆောင်ဘုရင် Otto Asa ဦးဆောင်မှုနဲ့ရောမမြို့ကြီးကိုစစ်တိုက်ဖို့လာခဲ့တယ်ဒီလိုနဲ့အီတလီကျွန်းဆွယ်ကိုရောက်ရှိလာပြီးတော့ရောမရဲ့နောက်ဆုံးဘုရင် Romulus ကိုနမ်းချပြီးတော့ရောမမှာပထမဦးဆုံးဂျာမန်လူရိုင်းဘုရင် Otto Asa က486 AD မှာနန်းထိုင်ခဲ့တာဖြစ်တယ်ဒီလိုနဲ့အနောက်ရောမ Empire ကြီးကလုံးဝဖျက်ဆီးသွားပြီးတော့ရောမကနေမှဂျာမန်လူရိုင်း10မျိုးကျူးကျော်ဝင်ရောက်နေရာချလိုက်တဲ့တန်နဲ့တိတ်ရွရောနေတဲ့ဥရောပအဖြစ်စတင်ပြီးတော့ပေါက်ဖွာလာခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီဥရောပနိုင်ငံတွေမှာဘုရင်တွေပေါ်ပေါက်လာပြီးတော့ဒီဥရောပကိုရောမလို့ပြန်ဖြစ်အောင်ဆိုပြီးတော့တဆူတစည်းနဲ့ပြန်ဖြစ်အောင်လို့တန်တမန်ရေးကိစ္စလက်ထပ်ထိမ်းမြခြင်းနဲ့စစ်ပွဲတွေနဲ့ဆင်နွှဲခဲ့ပေမဲ့လည်းဘလို့မှအောင်မြင်ခဲ့ခြင်းမရှိဘူးဘလို့မအောင်မြင်ဘူးလဲဆိုတာကိုဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်